လူဟာတယောက်တည်းမရလူတစ်ကောင်နဲ့မြောက်တစ်ကောင်ကျွန်းတစ်ကောင်ကျွန်းဒီကျွန်းမှာသွားထားခင်ဗျလူဘာမှမလုပ်တတ်ဘူးမြောက်ကသူ့ဘာလို့ရှင်လို့လုပ်တတ်တယ်လူ10ယောက်နဲ့မြောက်10ကောင်ထားလိုက်ကြမြောက်10ကောင်ရှုံးတယ်လူကအစုအဖွဲ့ကြမှာအင်အားဖြစ်တာလူဒီပေါင်းစည်းခြင်းကနံပါတ်1ပဲစောစောသူစီရဆုံးမှာအရေးကြီးတဲ့အချက်အဲ့ဒါပဲလူဟာတကိုယ်တည်းနေစွမ်းဆမ်းမရှိဘူးလူဟာပေါင်းစည်းခြင်းအဲ့ဒါကိုသိရအဲ့ဒါကြောင့်ကျွန်တော်တို့ကအဲ့ဒါကိုပေါင်းတတ်ဖို့လိုတယ်ကျွန်တော်တို့ခဏခဏသိပါတယ်တစ်နဲ့တစ်ပေါင်းရင်သုံးဖြစ်ရင်ဒါပေါင်းစည်းမှုကောင်းတာလေတစ်နဲ့တစ်ပေါင်းတာနှစ်ကတော့ဘာဖြစ်လို့သူထူးဆန်းမှုလေတစ်နဲ့တစ်ပေါင်းနှစ်ပါဆိုတစ်နဲ့တစ်ပြီးပေါ့နှစ်ပေါ့ပြီးပေါ့တစ်ပေါင်းတစ်ပေါ့ပြီးရပေါ့ဒါပေမဲ့တစ်ပေါင်းတစ်သုံးဖြစ်ရင်စနကြီးခေါ်ပါလေဒါရှည်လို့မပြောတော့ခင်ဗျားတို့သိပါတယ်ပို့ပြီးတော့အင်အားရှိတာနှစ်ခုစားတဲ့ပို့ရှိတယ် structure ပဲမှာလည်းအဲ့လိုပါပဲအဲ့တော့ဒါပေမဲ့တစ်နဲ့တစ်ပေါင်းရင်သုံးရှိတဲ့အဖွဲ့အစည်းညီညွတ်ရင်ရှိတာပေါ့စိတ်တက်ခိုင်မာပြီးကောင်းမွန်နေရွေးရှင်ကောင်းတာပေါ့ဟောတစ်ပေါင်းတင်ရင်နှစ်ကတော့မထူးဒါပေမဲ့တစ်ခါတချို့နေကြတစ်ပေါင်းတင်ရင်တစ်ပဲရှိတယ်ဟာဘာလို့လဲဆိုအဲ့ဒီတယောက်ကိုပဲမှီပြီးကျန်တဲ့လူကမလုပ်တော့